တော့မင်္ဂလာပါဗီယက်နမ်ကိုအလဲလာမဲ့လူတွေအခုဗီဒီယိုထဲမှာရှိလားโอเคဗီယက်နမ်ကိုအလဲမလာတတ်သေးဘူးအလဲလာဖို့လုပ်နေတဲ့လူတွေဆိုရင်မျိုးအသုံးဝင်တဲ့ application လေးတွေကိုအခုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့အချက်ကြည့်ကြည့်မယ်ခဏနေအောင်အခုခုံအောက်မှာဆိုအပေါ်ထွက်လာအောင်အပြင်ထွက်လာအောင်โอเคဝဲမြောင်းโอเคမျိုးကအခု channel လေးအသစ်တော့ဖွင့်ထားတယ်အဲ့ဒါကတော့ Bamis Cut လို့ခေါ်ပါတယ်အပတ်မကြည့်ဘူးဆိုလို့ရှိရင် subscribe နဲ့ like လုပ်ပေးသွားပါဦးโอเคခဏနေအောင်ဒီမှာဟောဒီချက်လေးချလိုက်အောင်မယ်โอเคရပြီဆိုတော့ well ပထမဆုံးရင်ကိုကဗီယက်နမ်ကိုဘယ်လိုမျိုးလာမလဲဆိုတာချက်ပေါ့နော်ဗီယက်နမ်ကိုမလာခင်ဘာတွေကြိုပြီးတော့ best software လေးတွေကြိုပြီးတော့အသုံးဝင်နေဆိုတာချက်လေးပြပြပေးသွားမှာပဲဖြစ်ပါဒီဗီဒီယိုလေးကများသောအားဖြင့် solo traveler လုပ်နေတဲ့သူတွေကိုအဓိကဥတည်ပါတယ်ဆိုတော့မဟုတ်နေဆက်လိုက်မယ် traveling လုပ်လို့ရှိရင်အဓိကအော်ငါအင်္ဂလိပ်စာမပြောတတ်ဘူးဟဲ့ဖြစ်ပါမလားဆိုတာ no way ဆိုတော့နံပါတ်1အနေနဲ့မျိုးပြပြပေးမှာတော့ Google Translate ကမျိုးတို့ဒီအတွက်တော်တော်လေးသုံးဝင်တယ်ဥပမာအနေနဲ့ဒီဗီယက်နမ်မှာပေါ့နော်ကိုကလာဂါနီဆိုလို့ရှိရင်Google Translate ကို down ထားပြီးတော့မှဒီ Vietnam language နဲ့မြန်မာ language လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်တခြားပေါ့နော်ဒီ English စာနဲ့ပတ်သက်ပြီးတော့လည်း English language လည်း down ထားလို့ရဆိုတော့တယောက်တည်းကိုစကားမပြောတတ်လို့ပါဘူးဆိုတော့ဘာမှစိတ်ပူစရာမလိုဘူး alright okay ဆိုတော့နံပါတ်2အနေနဲ့ကခဏတော့စားလိုက်အောင်မယ်နည်းနည်းအောင်နော်အင်္ဂလိပ်စကားမရတာတော့အဆင်ပြေသွားပြီ transportation ရအောင်ဒီမှာ Grab ကတော်တော်များများအသုံးများတယ် Grab ကဒီမှာလည်းသုံးကြတယ်ပေါ့နော်ဆိုတော့ Grab ကို down ထား Grab ကမြန်မာပြည်လာတဲ့လူအတွက်က Grab ရှိရယ်နောက်ပြီးတော့စင်ကာပူတို့ထိုင်းတို့ကလည်း Grab ရှိရယ်ဆိုတော့လေဟိုအရင်ကတွေ့တော့ Grab ကိစ္စကိုပြောနေကြမလို့ကိုယ့်ရဲ့ကတ်လေးထည့်ပြီးတော့သုံးနေရတာမဟုတ်လို့ရှိရင် cash နဲ့ပေးလို့လည်းရတယ် okay နံပါတ်2က Grab transportation ကပြီးသွားပြီဆိုတော့မျိုးကြီးပေးမှာဘယ်လိုပေးမှာလဲခဏတော့ဝတ်သားလေးတော့လေးလာစားကောင်းတယ်စားလိုက်စားပါအောင်ကောင်းတော့ okay ပေးမှာများတော့အမြင်ဒီနိုင်ငံမှာပေးရလူတွေကကျူအားကုတ်လေးကိုစကန်ဖတ်ပြီးတော့ပေးကြတဲ့ခါကျတော့မျိုးဥမာနဲ့မျိုးပါနော်မျိုးဆိုရင်မြန်မာနိုင်ငံမှာလည်းဒီ AY ကမျိုးက expert ဖြစ်သွားတယ်ပြီးတော့ဒီဘိုင်းမှာမျိုးလုပ်ခဲ့တယ်ဒီဘိုင်းမှာလုပ်ခဲ့မျိုးကလက်ရှိအချိန်မှာမျိုးက resident မဟုတ်တော့အခါကျမျိုးရဲ့ bank တွေကလည်းအကုန်လုံး block ဖြစ်သွားတယ် I have nothing ဆိုတော့အခါကျတော့ဒီမှာပေးလို့ရတာက local pay ဆိုတဲ့ app လေးရှိရဲအဲ့ဒီ app လေးကို download ဆွဲထားလိုက်အောင်မယ် okay မျိုးပေးထားမဲ့ဒီ link လေးပေါ့နော်အဲ့ဒီ link ကနေပြီးတော့သွားပြီး download ဆွဲလို့ရပါတယ် alright ဆိုတော့အဲ့ဒီထဲလေးကိုမှာကို့မှာယူရိုကအလုပ်လုပ်နေတဲ့လူတွေအလုပ်ရှိကိုင်းရှိတဲ့လူတွေဆိုတော့လေအဲ့ဒီကတ်ထဲမှာ master visa ကတ်လေးကိုဖြည့်ပြီးတော့ကိုယ့်ဟာနဲ့ကိုပေးမယ်ဆိုရင်ဒီမှာကွာတစ်ခါ withdraw လုပ်ရင် transition တစ်စောင်းလာမပေးရဘူးဘာလို့လဲဆိုတော့မျိုးပထမအခေါက်ကလာတော့ဆိုလို့ရှိရင်မျိုးဒီမှာ withdraw တစ်ခါလုပ်တယ်တစ်ခါလုပ်တိုင်းကို transition 20နဲ့1 dirham ဖြစ်ပါတယ်ဖြစ်တဲ့အခါကျတော့ဟိုနည်းနည်းများများသူအဲ့လိုမျိုးဖြစ်တယ်ကွာဖြစ်တဲ့အခါကျတော့ which is not good ဆိုတော့ဒီ app လေးမှာ global sorry local pay ပါတော့ local pay app လေးနဲ့ဆိုရင်ဒီဗီယက်နမ်မှာကိုလိုချင်တဲ့အမောက်ကိုကွာ transfer လုပ်လိုက်မယ်ပြီးတော့မှဗီယက်နမ်ကလူတိုင်းစေသုံးတယ်နော် personal လူတိုင်းစေသုံးတယ် scan လေးတို့ကြွားလေးမနီယာ scan လေးဖတ်ပြီး pass ပေးလိုက်အောင်မတန်းဆိုတော့အဲ့ဒီတော်လေးသုံးနေတယ်ပေးမှာ okay အဲ့ဆိုရင်မျိုးရေငါတော့အင်္ဂလိပ်စာမပြောပြတဲ့ထားရော transportation ရောပိုက်ဆံပေးမှဟောငါ okay သွားပြီဟေးဆိုတော့ငါဘယ်နေရာတွေကိုသွားပြီးတော့တိုးလို့ရမှာလဲ no worry က clock ဆိုတဲ့ software လေးရှိပါတယ်မျိုးဒီမှာ link လေးအောက်မှာရောဒီမှာရောမျိုး promo code လေးထည့်ပေးထားမယ်ပေါ့နော်အဲ့ဒီရဲ့ Kulu ကနေပြီးတော့ download ဆွဲပြီးတော့ကိုကမှတွားကျင်တဲ့နေရာ tour package တွေရှိရဲအဲ့မှာကိုကဝင်ပြီးတော့ join လို့ရတယ် alright ဆိုတော့ okay tour package တွေဘာရလဲအဆင်ပြေသွားရင်မျိုးနေဖို့ကြတော့Girl, you literally asked me everything, okay? So, Agora နဲ့ Booking.com က why not, right? ပုံမှန် use တုံးနေတဲ့လူတွေ hotel life ကလာတဲ့လူတွေဆိုရင်တော့ Agora နဲ့ Booking.com က like they used to it เนาะ So, Booking.com ကတော့လေသူက payment နှစ်မျိုးရှိတာပေါ့เนาะ prepaid နဲ့ like not prepaid how could I say okay prepaid နဲ့ not prepaid ဆိုပြီးတော့ရှိတဲ့အခါကျတော့ကိုကမှတစ်ခါလဲ prepaid ပေးထားရင်တော့ဒါကြီးကပုံမှန်ပါနော်မျိုးလုံးတဲ့ဟာနှစ်ခုရှိတယ်မျိုးမှာအကူရာလည်းရှိရယ် Booking.com လည်းရှိရယ် Booking.com ကမျိုးဥပမာအနေနဲ့ confirm မသေးကြသေးဘူးဟဲ့ဆိုလို့ရှိရင်လုံးဝ requirement တစ်ခုအနေနဲ့လိုလာဥပမာ visa 6တာလို့တစ်ခါလေးဆိုလိုရလေဆိုရင်မျိုးက Booking.com နဲ့လုတ်ထားလိုက်တယ်ပိုက်ဆံပေးစရာမလိုတာဟုတ်တယ်မလားသွားပြေးမသွားပြေးရတာနောက်က
နော်ဆဲတော့မှာဟိုတယ်ကလူတွေကโอเคအဲ့ဒါတကယ်နာပေါ့နော်ဘူကီနိုကွန်လုပ်တယ်ပေါ့နော်တကယ်လို့လုံးဝ confirm ဆိုရင်အကူရာနဲ့လုပ်လိုက်တယ်ဥပမာမျိုးကအခု bus ကားနဲ့တနန်းကိုလာတယ်ပေါ့နော်လာနေတယ်ဆိုရင်โอเคငါတနန်းကိုရောက်တော့မယ်ဆိုလို့ရှိရင်အဲ့နေ့မှာမျိုးကအကူရာကနေပြီးတော့ဟိုတယ်တွေချပြီးတော့လုပ်တယ် why ဘာလို့လဲဆိုတော့မျိုးက on the bus ပေါ်မှာကျင်းတီပေါင်းငါရောက်မှာပဲဘာလို့လဲဆိုတော့တကူတမကွာ bus နောက်ကြတာတို့ကိုကနေပြီးတော့မှကားနောက်ကြပြီးတော့မရောက်ဖြစ်တာတို့ဘာလို့နည်းနည်းလေးချစ်ချော်လက်ချော်ဖြစ်သွားရင်တော့မှအကူရာ is not refundable ဆိုတော့နီးပိုက်ဆံက colors အမှန်နဲ့ကုန်ပါရင်ဘယ်တော့ပဲအကူရာကတော့ဈေးသက်တာရပုံကတော့ကိုနေရှင်ပေါ့နော်ပေါ့ yeah there is no responsibility at all the property အမှာကို chance ပြီးလို့ကို day trader ဆိုတော့ that's another thing okay so girl literally that's all everything you need right ဆိုတော့ဒီမှာမျိုးကအခု solo traveler လုပ်နေတယ်ပြီးတော့မျိုးနေတာကဒီမှာတလားတည်နေမယ်ဆိုပြီးတော့မျိုး apartment ငှားထားတယ်ဆိုတော့အဲ့ဒီဟာအခန်းချတာတွေနဲ့ဘယ်လိုမျိုးလုပ်ရတာလဲမျိုးရေးရှိပေါ့နော်နည်းနည်းလေးခီးသွားတယ်ဆိုတာနည်းနည်းကြာနေမဲ့လူတွေအတွက်ကိုမျိုးနောက်ဗီဒီယိုမှာပြောပြပေးမယ်ဆိုတော့ဒီရဲ့ channel လေးကို like and subscribe လုပ်သွားပြောเนาะဒါကတော့ new အနေနဲ့မျိုးလိုလည်းခေါ်လို့ Burmese cat လို့လည်းခေါ်ပါတယ်မြန်မာကြောင်လေးပေါ့ကွယ်တည်ရမလား Okay see you next vlog bye bye